ရောင်ကြားဖြစ်သူဟာသူ့ဇနီးကွယ်ရာမှာတခြားမိန်းကလေးတစ်ယောက်နဲ့လှုပ်ဝက်လက်ထပ်ခဲ့တဲ့အရာအားလုံးကိုအကွက်စစ်စစ်ဖုံးကွယ်ထားနိုင်တယ်လို့သူထင်နေပေမဲ့သူ့ဇနီးကအစကတည်းကအကုန်သိနေခဲ့တာကိုတော့သူလုံးဝမရိပ်မိခဲ့ဘူးသစ္စာမရှိတဲ့ခင်မုန်းကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဇနီးဖြစ်သူဟာသူပေးခဲ့ဘူးတဲ့တန်ဖိုးနဲ့အမှတ်တရလက်ဆောင်တွေကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်တယ်ပြီးနောက်ဖောက်ပြန်ထားတဲ့အထောက်ထားအားလုံးကိုစပွဲပေါ်မှာတင်ထားခဲ့ပြီးစံကတ်ကိုပါချိုးပစ်ကဘဝတဲကနေအပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့တယ်သူမဟာနောက်ကျောင်းကိုတစ်ချက်ကလေးတောင်ပြန်မကြည့်ပဲထွက်သွားခဲ့တာကခင်မုန်းဖြစ်သူတစ်သက်လုံးနောက်တရနေဖို့ပါပဲတစ်ဖက်မှာတော့ခင်မုန်းဖြစ်သူဟာဘာမှမသိသေးပဲအိမ်ပြန်လမ်းမှာသူ့ဇနီးကိုမမျှော်လင့်ပဲမြင်လိုက်ရတဲ့အခါမှာသူမကိုတသက်စာလက်လွတ်လိုက်ရပြီဆိုတာကိုနားလည်သွားတော့တယ်ဒါပေမဲ့ဒီအခြေအနေတွေဟာသူ့ရဲ့အမားတွေကြောင့်ဆိုတာကိုတော့သူသဘောမပေါက်သေးဘူးတကယ်တော့သူဟာတစ်ချိန်ကသူ့ဇနီးကိုအသက်ထက်မကချစ်ခဲ့သူပါသူမအတွက်နဲ့ဒေါ်လာဘီလီယံချီတဲ့အမွေနှစ်တွေကိုဆွန့်လွတ်ခဲ့တယ်လို့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီးအရိုက်နှက်တောင်ခံခဲ့ရတာပါနောက်ဆုံးမှာတော့ဖခင်ဖြစ်သူကသူတို့အိမ်တော်ရေးကိုလက်ခံခဲ့ပေမဲ့ဂတိတစ်ခုတောင်းခဲ့တဲ့ဇနီးဖြစ်သူဟာကိုဝင်ခဏခဏပြတ်ကျဘူးပြီးမိခင်မဖြစ်နိုင်တော့တဲ့အတွက်မျိုးရိုးဆက်ခံဖို့ပြီးပြည့်စုံတဲ့ကလေးတစ်ယောက်ရဖို့ပဲဖြစ်တယ်အဲ့ဒီကလေးကိုမွေးပေးမဲ့အမျိုးသမီးကိုလည်းမိသားစုကပဲရွေးချယ်ပေးမှာပါအချစ်အတွက်ကြောင့်ခင်မုန်းဖြစ်သူကဒီကတိကိုလက်ခံခဲ့တယ်လို့ဇနီးဖြစ်သူကလည်းကလေးရပြီးရင်အားလုံးအဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့သဘောတူခဲ့ပါတယ်ဒါပေမဲ့ဒီသဘောတူညီချက်ကသူမဘဝကိုအခုလိုမြ мян ဆဆန်အမောင်ချလိုက်မယ်လို့သူမမထင်ထားခဲ့ဘူးသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာပဲခင်မုန်းဖြစ်သူဟာဟိုမျိုးသမီးစီကဖုံးဝင်လာတာနဲ့ဇနီးကိုပြစ်ထားခဲ့ပြီးထွက်သွားခဲ့တယ်ဇနီးဖြစ်သူဆေးရုံကိုရောက်သွားတဲ့အခါမှာတော့သူ့မိသားစုနဲ့ခင်မုန်းဖြစ်သူဟာဟိုမျိုးသမီးနဲ့အတူပျော်ရွှင်နေကြတာကိုမြင်လိုက်ရတဲ့အဖေဖြစ်ရလို့ဝမ်းသာနေတဲ့ခင်မုန်းရဲ့မျက်နှာကိုကြည့်ပြီးသူမဟာသူတို့ကြားမှာပိုနေတဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတာနားလည်လိုက်ရတယ်ဇနီးဖြစ်သူကရင်ဆိုင်မင်းမြတ်တဲ့အခါမှာခင်ဘုန်းကတုံ့လုံသွားပေမဲ့ကလေးလည်းမွေးပြီးပြီဆိုတော့ဒီမိမကိုဘယ်တော့အပြတ်ဖြတ်မှလဲဆိုတဲ့မေးခွန်းကိုတော့သူမဖြေနိုင်ပဲဝေခွဲမရဖြစ်နေခဲ့တယ်ဒါဟာဇနီးဖြစ်သူရဲ့နှလုံးသားကိုအပိုင်းပိုင်းကွဲချေစေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲဟိုမိမကဟန်ဆောင်မျက်ရည်တွေနဲ့တောင်းပန်တယ်လို့လုပ်ရင်ကိုဘာသာကိုလဲကြပြပြီးဇနီးဖြစ်သူကိုအပြစ်ပုံချတော့တဲ့ခင်ဘုန်းဖြစ်သူကအမှန်တရားကိုမသိပဲဇနီးကိုဒေါသထွက်ပြီးဟိုမိမကိုပွေ့ချီကထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲနတ်သမီးပုံမြင်တဲ့ကအချစ်ဆိုတာတကယ်မရှိဘူးဆိုတာကိုသူမသဘောပေါက်သွားပြီးခင်မိုးနဲ့လမ်းခွဲဖို့ဆုံးဖြတ်ကသူမရဲ့အထောက်အထားတွေကိုဖျက်သိမ်းဖို့လူဝင်မှုကြီးကြပ်ရေးကိုဖုံးဆက်လိုက်ပါတော့တယ်။အိမ်ပြန်ရောက်တော့ခင်မိုးကဟိုမိမကိုအိမ်ထဲအထိခေါ်လာပြီးနေကောင်းသွားရင်ပြန်လွတ်မှာပါလို့လိန်ပြောပြန်တဲ့ဇနီးဖြစ်သူကဘာမှပြန်မပြောဘဲငြိမ်နေတဲ့အတွက်သူအံ့ဩနေခဲ့ပေမဲ့ကောက်ကျစ်တဲ့ဟိုမိမကတော့ဇနီးကိုအိမ်ကနေထုတ်ဖို့အကြံစီနေခဲ့တယ်။နောက်နေ့မှာခင်မိုးအလုပ်သွားတော့ဟိုမိမကဇနီးဖြစ်သူကိုစော်ကားယုံတင်မကပဲတုံးလုံးချောက်ချားစရာလှုပ်ဝက်ချက်တစ်ခုကိုပြောပြလိုက်တယ်။အဲ့ဒါကတော့ဇနီးဖြစ်သူကိုရတိုင်းပဟေးလီဆန်ဆန်ပြတ်ကျခဲ့ရတာဟာတခြားသူကြောင့်မဟုတ်ပဲသူမရဲ့ခင်မိုးကိုယ်တိုင်လုပ်ခဲ့တာဆိုတာပါပဲ။ဟိုမိမကသူမကလေးမမွေးမချင်းတခြားဘသူကလေးကိုမှအမွေးမခံနိုင်ဘူးလို့ပြောခဲ့တာကိုခင်မိုးကလိုက်ရောခဲ့တာပါ။ဒီအမှန်တရားကိုသိလိုက်ရတဲ့အခါဇနီးဖြစ်သူဟာအယံကိုတုံ့လုံသွားပြီးသူမရဲ့ကိုယ်ဝင်တွေဘာကြောင့်မတော်တဆဖြစ်ပြီးပြစ်ကျခဲ့ရတယ်လဲဆိုတာကိုနားလည်သွားခဲ့တဲ့ခင်မုန်းဖြစ်သူအိမ်ပြန်มาတော့ဟိုမိမကထုံးစံအတိုင်းရန်ဆက်ပြန်လာကြောင့်ဇနီးဖြစ်သူကစိတ်မထိန်နိုင်ပဲဟိုမိမရဲ့လေပင်ကိုညှစ်မိသွားတယ်အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူရောက်လာပြီးဇနီးကိုတွန်းထုတ်လိုက်ရနေရန်နဲ့ခေါင်းဆောင်မိသွားခဲ့ပေမဲ့ခင်မုန်းကတော့ဟိုမိမကိုပဲဂရုစိုက်ပြီးစေးရုံခေါ်သွားခဲ့ပြန်တယ်ဒါဟာဇနီး